မြတ်စွာဘုရားပေါင်းရမယ့်ပုဂ္ဂိုလ်တွေကိုခေါ်ထားတာရှိသူဟထမိတ်တစိတ်နှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်သူဟထလို့ခေါ်တယ်စိတ်နှလုံးကောင်းရှိတဲ့မိတ်ဆွေဘာလို့နံပါတ်1ကဥပကာရမိတ်ဆွေတဲ့ကျေးဇူးပြုတတ်တဲ့မိတ်ဆွေကိုယ့်ရဲ့အပေါင်းအသင်းတစ်ယောက်ဟာဆိုပါစို့အရက်သေးစာတောက်ပြီးမူးမေ့နေရင်တောင်မှပဲအရက်မူးပြေသည်ထိအောင်သူအန္တရာယ်မဖြစ်အောင်စောင့်ရှောက်ပေးတယ်တဲ့ဟောသူပစ္စည်းတွေအထိန်သိမ့်မရှိဘူးဆိုလို့ရှိရင်မြင်တာနဲ့သိမ့်ပေးတယ်ကူညီပေးတယ်ဟောအဲ့ဒီပုဂ္ဂိုလ်မျိုးကဥပကာရကျေးဇူးပြုတဲ့ပုဂ္ဂိုလ်မျိုးတစုံတစ်ခုဘေးရန်ကြုံလို့ကိုမိတ်ဆွေကိုပေါင်းတဲ့ပုဂ္ဂိုလ်တယောက်ဟာသိကြောက်လန့်နေလို့ရှိရင်လည်းအာပိစကားပြောတယ်တဲ့ကိစ္စရှိလို့ရှိရင်လည်းဝိုင်းကူပြီးတော့ဆောင်ရွက်တယ်ငွေကြေးတနလိုတာကစပြီးတော့အကူအညီထောက်ပံ့ပေးတယ်အဲ့ဒီလိုမိတ်ဆွေမျိုးကြတော့ဥပကာရမိတ်ဆွေစစ်ပါတဲ့ဒါလောကကြီးပွားရေးအတွက်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးပေါင်းတင်ရမယ်တဲ့နောက်မိတ်ဆွေတစ်ခုကဘာလို့ဆိုတမာနဒုက္ခဒုက္ခတမာနဆိုတာတူညီသောဒုက္ခဒုက္ခချမ်းသာဆင်းရဲချမ်းသာရင်လည်းတို့အတူတူပဲဆင်းရဲရင်လည်းအတူတူပဲမခွဲမခွာတူတူအကျိုးပြုပြီးတော့နေကြတဲ့မိတ်ဆွေမျိုးတွေကိုတမာနဒုက္ခဒုက္ခလို့ခေါ်တယ်အဲ့ဒီမိတ်ဆွေမျိုးကကိုယ့်ရဲ့လျှို့ဝှက်ချက်တခါတလေလျှို့ဝှက်ချက်ဆိုတာသူကနှုတ်ထဲကထုတ်မပြောရလို့ရှိရင်မနေနိုင်လောက်အောင်ဖြစ်တယ်အဲ့တော့ထုတ်ပြောရမှာဆိုလို့ရှိရင်အဲ့ဒီလိုမိတ်ဆွေမျိုးမှပြောတဲ့တယ်ပေါ့သူ့ရဲ့လျှို့ဝှက်ချက်ကြတော့လေလျှို့ဝှက်ပြီးတော့ပေးတယ်အပြင်ကိုမပေါက်ကြအောင်ထိမ့်ပေးတယ်ပေါ့ဒုက္ခကြုံလာလို့ရှိရင်စွန့်ပစ်သွားတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်ရဘူးတဲ့နောက်ကိစ္စဝိစ္စတွေ့လာလို့ရှိရင်ကိုယ်တိုင်ကအသက်ဆုံးပြီးတော့ကာကွယ်ပေးတယ်ဟောအဲ့ဒီမိတ်ဆွေမျိုးကတော့တမာနဒုက္ခဒုက္ခမိတ်ဆွေလို့ခေါ်တယ်နောက်မိတ်ဆွေတစ်ခုကဘာလို့ဆိုရင်အထက်ခါကြီးအကျိုးစီးပွားကိုဟောပြောပြသရတဲ့မိတ်ဆွေဆရာသမားလိုမိတ်ဆွေမိတ်ကောင်းဆွေကောင်းအဲ့ဒီပုဂ္ဂိုလ်ကြတော့ကိုယ့်ရဲ့မိတ်ဆွေတယောက်ဟာမကောင်းတာလုပ်နေလို့ရှိရင်ဟာမလုံးနဲ့တားတယ်မရရအောင်တားတယ်ကောင်းတာလုပ်ဖို့အတွက်လည်းပဲသူကအားပေးတယ်တိုက်တွန်းတယ်အထက်ခါကြီးမိတ်ဆွေအသည့်ဆန်းနေဟောပြောပေးတယ်ကောင်းရာဘုံကိုရောက်အောင်ပြောပေးတယ်အထက်ခါကြီးနောက်ဆုံးမိတ်ဆွေတစ်ခုကတော့ဘာလို့ဆိုရင်အနုကမ္ပကတဏှာဆောင်ရှောက်တတ်တဲ့မိတ်ဆွေတဲ့တဏှာဆောင်ရှောက်တတ်တယ်ဆိုတာကိုယ့်မိတ်ဆွေ